ဒီပါရသုဝိကဆရာကြီးကလည်းဘုံကံပါရမီနဲ့တပိသားကြီးတွေနဲ့ဤကဲ့သို့ကြီးကျယ်နေတဲ့ပုဂ္ဂိုလ်ကြီးကဒီတရားတွေအလွဲတွေဟောနေမယ်ဆိုလို့ရှိရင်ပြန်အားလုံးသောပုဂ္ဂိုလ်တွေပြန်အကုန်ဒုက္ခရောက်ဖြစ်ရဲ့ဘယ်ညာနဲ့သွားမြန်မျက်လုံးပိဋကနာပိဋကဆိုတော့သူတရားဓာကိုဗျရှင်းမလားရှင်းပါကဲညီတော်အနန္ဒာမနာရှိတော့ရှင်ဘုရားတော့ဘုရားလုံးမကြတာသိတော့ရှင်ဘုရားဟောဖို့အချိန်ရောက်ပါပြီရှင်ဘုရားပဲဆုံးမတွင်တင်ဖို့အချိန်ရောက်ပါပြီဒီတရားရှင်ဘုရားဆက်ဟောပါကဲဒါကလည်းအားလုံးသောသံဃာတွေလူတွေရောပါအကြောင်းပြလိုက်မြတ်စွာဘုရားတင်ကိုရမေကြီးပန်းမယမဆက်တဲ့တရားကိုဥပဒနာအကျဉ်းချုပ်နဲ့ပန်းမယပြတ်တဲ့တရားဟောလိုက်မယ်ဆိုတော့မင်းကြော်ညာပေးလိုက်အားလုံးသံဃာတွေအမိတ်ရှိတဲ့ကြောက်စီကောင်းကောင်းထိုးလိုက်ဆိုမှသံဃာတွေလူတွေကိုစုလာတဲ့အချိန်ကြတော့မှဘုရားခင်ကိုရမေကြီးကဟောပြီတရားဓမ္မတို့မျက်လုံးနဲ့ဒါကကြောက်ကလေးတစ်ခုမျက်လုံးနဲ့မြင်တယ်မြင်တဲ့အခါကျတော့လိုချင်မှုလည်းပေါ်မယ်တဲ့တက်နံပါမလိုချင်မှုကိုလိုချင်မှုမလိုချင်မှုကျင်းတဲ့ဓမ္မရောဘယ်မျိုးပေါ်သုံးမျိုးပေါ်တယ်ကွာဒါမပေါ်ပါနဲ့ဆိုတော့တရားဓမ္မတွေမရဘူးပေါ့ဗျာသဘောကျဒါမပေါ်ပါနဲ့ဆိုတော့ဒါကဓမ္မနေမှာကွာကိုမြင့်တို့မောင်နိုင်တို့မပေါ်ပါနဲ့ဆိုတော့မရဘူးမျက်လုံးဖွင့်ဒီသုံးခုတစ်ခုကပေါ်ရမယ်သဘောကျဒါပဲမဲ့ကြောင့်ပေါ်တော့အိုးဒါနေမှာလေဆောင်းမိနေလာတာကိုမောင်နိုင်ကထူးထူးဆန်းဆန်းလာသူပေါ်မြဲလားပေါ်မြဲအမျက်လုံးဖွင့်ဒီသုံးခုလာမယ်တဲ့တရားဓမ္မတို့ပုရိသနာမှန်လာမယ်တဲ့ဒီသုံးခုတစ်ခုမလာပါနဲ့ဆိုတော့ကျေနပ်ပါအဲ့တော့လာတဲ့နေရာမှာဘုရားကအသုံးချရမျက်လုံးဖွင့်တာဖွင့်ထားလာတဲ့နေရာမှာမောင်နိုင်ရဲ့သိသိနိုင်ရမယ်မှန်ပါသဘောကျကောင်းပြီဒါဖြင့်တရားဓမ္မတွေယခု၄နံပါတ်ကလေး၄နံပါတ်ကိုဘုန်းကြီးကရှင်းပြပါပြီတဲ့၄နံပါတ်နေရာမှာတရားဓမ္မတို့ဝန်တာရလည်းလာနိုင်တယ်နော်မှန်ပါဝန်နေတာတော့ဝန်တာဝန်နေကင်းတဲ့သဘောလေးကိုဒါနဲ့မြင်ငါနဲ့မှတ်တာတွေဟုတ်လားလိုချင်ငါမြတ်မှတ်တာမဟုတ်ဘူးဒီဥစ္စာဥပ္ပခါသဘောနဲ့ဒီနေရာလာတယ်ဆိုတော့လည်းခုနကရှင်းပြခဲ့ပါပြီမှန်ပါအဲ့ဒါဒီနေရာဘယ်နှမျိုးလား၃မျိုးလားဟော၃မျိုးလားတော့မင်းတို့အိန္ဒိယဒီဘက်သံဃာမဆက်ရှင်လို့ရှိရင်ငါသိသိချာချာသံဃာပြတရားကိုဟောတာလေးကိုငါဖြတ်ခိုင်းမယ်၄နံပါတ်ဖြတ်ခိုင်းမယ်တရားဓမ္မတွေဘယ်နံပါတ်၄နံပါတ်မလာပါနဲ့ဆိုလို့မရဘူးတဲ့လာမှာပဲတဲ့တရားဓမ္မတွေမလာပါနဲ့ဆိုလို့ဘယ်ကားရမျက်လုံးရှိတဲ့လူဖွင့်မှာပဲဖွင့်တော့ဒါတော့ပေါ်မှာလိုချင်မှုလိုက်ကြတာမယ်မလိုချင်မှုလိုချင်မှုမလိုချင်မှုကင်းတဲ့သဘောကိုလာမှာပဲလိုက်ကြတာလာပြီခင်ဗျားကကိစ္စမရှိဘူးတဲ့ဒါဝိသိပရိစ္ဆေသမုပ္ပါဒ်ကြီးနိမဝိရိယဖြင့်လည်းနိမအမြဲတမ်းပေါ်တယ်တရားပဲတဲ့လာတာမလာတာဘယ်သူမှမတတ်နိုင်သဘောကျလာတာမလာတာဘူးတော့ဘယ်သူမှမတတ်နိုင်တော့လာမှာပဲတဲ့ဒီဥစ္စာတရားဓမ္မတို့အရေးကြုံပြီနော်အရေးကြုံပါပြီတဲ့ဒါဘုရားသခင်ကိုရမေကြီးသံဃာမဆက်တဲ့တရားကိုသူဟောပါတယ်အိန္ဒိယဘာဝနာဒါတို့အရိယာတို့တရားကတော့ကွာတဲ့ဒီနေရာမှာပေါ်တဲ့တရားကိုစဉ်းစားဖို့ပဲဒါမပေါ်ပါလိမ့်နဲ့လို့အိန္ဒိယတွေပါရုရဆရာကြီးကတော့ဒါကိုမပေါ်ကြည့်နဲ့ပြောတယ်ဘုရားကတော့ဒါပေါ်ပြီသဘောကျဘုရားကပေါ်ပါဘုရားကပေါ်ဝေးစီဆိုတဲ့ဥစ္စာကမပေါ်ပါနဲ့ဆိုလို့ကိုမရလို့ဝိသိနိမှာပရိစ္ဆေသမုပ္ပါနိမှာဘုရားကသူလည်းမတားနိုင်ဘူးပေါ်ဝေးစီပြောတယ်ဘယ်သူဝတ်တားနိုင်တော့ဓမ္မမြင်လို့လိုချင်တာလည်းဘယ်သူတားနိုင်တော့မြင်လို့မလိုချင်တာရောမတားနိုင်မြင်ရတာနဲ့ပဲလိုချင်မှုမလိုချင်မှုကင်းတဲ့သဘောလေးပေါ်တာရောမတားနိုင်ဘူးမတားနိုင်ဘူးတရားဓမ္မတို့ဒါမျက်လုံးသာဖွင့်ဒီနေရာကတော့ပြင်ရောက်မှာကြီးပဲမှန်ပါရှင်းမလားရှင်းပါသိသိချာချာနားထောင်မှာတရားဓမ္မတို့ဒီဥစ္စာဝိပဿနာအတူနီးနဲ့ဘုရားကတခါသံဃာစကားကိုဖြတ်လန်းကနေပြီးပြတယ်တရားလို့ဥပရိပန္နသပါဠိတော်မှာဒါဟောပြီးတော့မောင်နေရဲ့နောက်မဟောတော့ဒါအနည်းကြီးရှိတဲ့တရားလို့တရားဓမ္မတွေမှတ်ပါအဲ့ဒီတော့ကိုတဲ့ဒီတရားပေါ်တယ်ဆိုတာတော့ဖြင့်တရားဓမ္မတို့ဘယ်သူမှတားလို့မရလို့ပေါ်တာကိုပေါ်ပါစီရှင်းမလားရှင်းပါဒီတရားမပေါ်ပါနဲ့ဆိုတော့မရပါဘူးပေါ်တယ်ကိုသုံးချဖို့ပဲကျွတ်တို့ကရေးကြည့်မှန်ပါပါရိဝိယဆရာကြီးကတော့ဒါကိုသူမပေါ်ခိုက်
သူမပေါ်ပါလို့ဆိုလို့နေမတရားလားမနေပါနေရမှာလားကွာနေမှာဆိုတော့ဒါပိဒါပေါ်ဆိုတော့ကျောင်းလို့ပြက်လို့ကျောင်းလို့ပြန်လို့ရမရပါဘူးရှင်းတော့ကြဒါတရားအစ်စ်ကိုဟောရမယ်ဆိုလို့ရှင်းပိုင်းကနေအကုန်ရှင်းပေးနေတာနော်ရှင်းပိုင်းကအကုန်ရှင်းပေးနေတယ်ဒါရင်ဒါဖြင့်မြင်လို့ရှိရင်ခင်ဗျားတို့သာသမီမြင်လဲတခါတည်းကြလို့ရှိရင်ခင်တာလည်းပေါ်ရင်ပေါ်မယ်မြတ်မွေးစုတဲ့နဲ့ကြည့်ရတာဟုတ်လားကြီးလက်ရှိတဲ့နဲ့အဝတ်ကစုပ်ပြတ်လို့အစရှိနေဒီလိုလည်းပေါ်ရင်ပေါ်တာမပေါ်ဘူးလားပေါ်နေတာပဲတခါတည်းကြတယ်ဩဘယ်သွားကိုလို့ဘာမှသိုံလေးတော့မြင်တဲ့သဘောပေါ့ပေါ်ပါရှင်းမလားဘယ်မျိုးပေါ့ပေါ်တာလေးကိုစဉ်းစားပေါ်တာလေးကိုဒါပေါ်တော့ပေါ်ပြီနောက်ကနေပြီးဒကာဓမ္မတွေကစဉ်းစားဒီပေါ်တဲ့တရားလေးစဉ်းစားပေါ်တဲ့တရားလေးကဒကာဓမ္မတွေကစဉ်းစားတော့လုံးလေးသာထုတ်လိုက်ပါသဘောကျပေါ်တဲ့တရားလေးကိုဘာလို့စဉ်းစားလုံးထုတ်အောင်မယ်ဒကာဓမ္မတို့ပေါ်တဲ့တရားဘာလို့စဉ်းစားလုံးထုတ်ဩဒီတရားလေးကိုခင်ဗျားတို့အခုဘုန်းကြီးကစဉ်းစားလုံးကိုဖြစ်ဆွပြီးဒီကရာဒကာဓမ္မတို့နားမလဲလဲအောင်ပဲရှင်းပေးပါတော့မယ်နော်ဒီတရားလေးကမောင်တိုင်းတို့ကိုမြင့်တို့ရဲ့စဉ်းစားဟောဒီအကြောင်းမရှိပဲနဲ့ပေါ်ပါဟောဒီအကြောင်းကပြုပြင်လို့ပေါ်လာတဲ့တရားလေးတွေးလိုက်မှန်ပါဒီကြောက်ကြည့်တော့အချင်းကပြုပြင်လို့ပေါ်လာတဲ့တရားမှန်ပါကြောက်မရှိရင်ဒီလိုခြင်းဆိုတာလာပါဒါဖြင့်လိုချင်တာသာထကြောက်ကပြုပြင်လို့ပေါ်တဲ့တရားလေးတွေးသဘောကျဒီတရားဘယ်လိုကြောင့်ပေါ်လာလဲကြောက်ကပြုပြင်လို့ပေါ်လာတဲ့တရားရှင်းမလားကြောက်ကပြုပြင်လို့ပေါ်လာတဲ့တရားဆိုတဲ့သူပဋိစ္စသမုပ္ပါဒတရားလို့ပြောတယ်စာလို့ပြောတော့ရှုံတယ်မဆိုလို့နော်ဒီကြောက်ပြုလို့တရားကပြုပြင်လို့ပေါ်လာတဲ့တရားမှာဟုတ်ပါရဲ့လားတရားဓမ္မတို့လေးနံပါတ်ဟုတ်ပါဘူးပြုပြင်လို့ပေါ်လာတဲ့တရားလို့ချက်ချင်းတွေးပါဟုတ်လားပြုပြင်လို့ပေါ်လာတဲ့တရားဖြင့်သင်္ခါရတရားပြုပြင်လို့ပေါ်လာတဲ့တရားသင်္ခါရဒီတရားကမပြုပြင်မဲနဲ့ဖြင့်ဒါပေါ်စဉ်းစားကြည့်ပါဒီကလေးကငိုဆွေငိုတာပါပဲဒီမေဟာဒီကလေးကပြုံးလိုက်ဆိုရင်ပြုံးပါဒါဖြင့်ဒီအာယုံကပြုပြင်နေတယ်ဆိုတော့မပေါ်ကြဘူးလားဒါရင်သူသင်္ခါရတရားဘဘောကြဘာတရားခေါ်ကြသင်္ခါရတရားဟာဒါဖြင့်သူသင်္ခါရတရားပါလားလို့သင်္ခါရတရားလို့ပဲတွေးလိုက်သင်္ခါရတရားလို့တွေးလိုက်တော့သူဒီလောဘကောဟုတ်သေးရဲ့မဟုတ်ပါဘူးဒေါသကောမဟုတ်ပါဘူးမောဟတရားကောမဟုတ်ပါဘူးသင်္ခါရတရားလေးပဲလို့ဆိုတွေးလိုက်ပါမှန်ပါသင်္ခါရတရားပဋိစ္စသမုပ္ပါဒတရားသဘောကျဒါဖြင့်သင်္ခါရတရားမှလည်းသိပြီပရိစ္ဆေသမုပ္ပါဒတရားလည်းသိသွားပြီဆိုလို့ရှိရင်ဖြင့်တဲ့ဒါကိုခမည်းတော်သင်္ခါရတရားပရိစ္ဆေသမုပ္ပါဒတရားလို့ခမည်းတော်ကတွေးလုံးလေးနောက်ကနေပြီးတွေးလုံးလာဆိုပေါ်တိုင်းတွေးလုံးထုတ်မှန်ပါသဘောကျပေါ်တိုင်းတွေးလုံးထုတ်လိုက်တဲ့အခါကျတော့သင်္ခါရတရားပရိစ္ဆေသမုပ္ပါဒတရားဆိုသဖြင့်သင်္ခါရတရားဖြင့်ပြည့်တယ်မှန်ပါမလားဘူးလားပရိစ္ဆေသမုပ္ပါဒတရားဖြင့်ချုပ်တယ်မလားဘူးလားသင်္ခါရတရားဖြင့်ပရိစ္ဆေသမုပ္ပါဒတရားဖြင့်ချုပ်တယ်ဆိုတော့ပရိစ္ဆေသမုပ္ပါဒတရားဆိုတာကတော့ဖြစ်ပြီးချုပ်ရပါဘူးမချုပ်ရပါဘူးလားအဲ့ဒီကဲတော့ဒီတရားလေးကိုဒကာဓမ္မတို့ခမည်းတော်နားလည်တဲ့ညာနဲ့ပြောမယ်ဆိုလို့ရှိရင်ဖြင့်ဒီတရားကိုခမည်းတော်ကလောဘလိုလည်းမယူနဲ့ဒေါသလိုလည်းမယူနဲ့သင်္ခါရတရားဖြစ်ပျက်ကလေးပဲသာလုံလိုက်ရှင်းမလားဒီတရားလေးလိုချင်တာလေးလာလည်းဖြစ်ဖြစ်ရှိလိုက်မလိုချင်တာလေးလာလည်းဖြစ်ဖြစ်သဘောကျလိုချင်မှုမလိုချင်မှုကင်းတဲ့စိတ်လေးပေါ်လာတယ်ဖြစ်ဖြစ်အဲ့တော့ဒီညမှာဖြစ်ပြနဲ့ရှုလိုက်တော့သူကဖြစ်ပြဖြစ်တော့သူ့နောက်ကရှုတာမဲ့လာဖြစ်တော့ဒီဥပါဒံတို့ကံတို့လာရဲဒီဘက်ကဇတိဆိုတာမရဏမလာတော့ဩဒါဒီလိုရှုလိုက်တဲ့အတွက်ငါဘုရားခင်ကိုရမေကြီးကမင်းတို့ဟောပါတယ်ကွာတဲ့လောဘလည်းမရှိဘူးကွာလောဘလည်းမဟုတ်ဘူးတဲ့ဟုတ်သေးရဲ့သင်္ခါရတရားပရိစ္ဆေသမုပ္ပါဒတရားပဲဖြစ်ဒေါသလည်းမဟုတ်ဘူးကွာဘာတော့သဘောကျအဲ့တော့သင်္ခါရတရားပရိစ္ဆေသမုပ္ပါဒတရားလို့မင်းတို့ကသူပြပြင်လို့ပေါ်လာတဲ့တရားသူပြပြင်လို့ပေါ်လာတဲ့တရားဒီလိုသိပြီးဒီကလာနေလို့ရှိရင်ဒီသိတဲ့အချိန်ကျတော့ပြုပြင်လို့ပေါ်လာတဲ့တရားလို့လည်းသိပြန်တော့
ပြီးတဲ့အချိန်မှာပြပြင်လို့ပေါ်လာတဲ့တရားတွေလည်းမရှိဘူးဆိုတော့လည်းပါသွားတယ်ပါမပါဘူးလားပြပြင်လို့ပေါ်လာတဲ့တရားလို့သိရင်မရှိသေးရလားရှိပါဘူးမရှိတော့အဖြစ်လည်းသူသိအပြက်ကိုသိပါဒါဖြင့်လောဘလားဖြစ်ပြက်လားဖြစ်ပြက်ဒေါသလားဖြစ်ပြက်ဖြစ်ပြက်မောဟလားဖြစ်ပြက်ဒါဖြင့်ဖြစ်ပြက်နောက်ကသိတာကမှန်ပါဒီလိုဖြစ်သွားလို့ရှင်ဒါမျက်လုံးဖွင့်မှာกว่าမှန်ပါသဘောကျအဲ့တော့ဒီညာဘာညာလို့ဆိုမတော့လို့မေးဖို့မလိုဘူးလားဟောဒီလောဘလည်းလောဘဖြစ်မထားဘူးဒေါသလည်းဒေါသဖြစ်မထားဘူးဖြစ်ပြပဲထားတယ်မောဟရောမောဟဖြစ်မထားပါဘူးဖြစ်ပြပဲထားတော့ဟောဒီကဒရာနဲ့ဖြတ်မတော့ဘူးဖြစ်ပါဘူးလောဘနဲ့ဒေါသမောဟဘယ်နဲ့နေတော့ကြရမှာဒရာနဲ့ဖြစ်ပြတူမသွားဘူးလားအဲ့ဒါဒီတဲ့ဟောဒီညာဒီညာကနေပြီးဖြစ်ပြတာတွေ့တယ်တဲ့ဒါဝိပဿနာပက္ခညာလို့မှတ်လိုက်ပါတခါတော့သင်္ခါရုပ္ပခထိုးတယ်သဘောကျလားသင်္ခါရုပ္ပခကမဲ့ညာရှိတော့တာဒီကနေစရှိလေရတယ်ကွာသဘောကျဘလို့ဖုဒ္ဒံတော့ကြရမှာ